လုံးထွက်တာကြောက်เสียတခုလားကျွန်တော်တို့နိုင်ငံသားရောက်လူငယ်တွေဝန်ထမ်းလုပ်နေတဲ့လူတွေအကုန်လုံးအားလုံးနှီးပါပါပဲအလုံးထွက်ဖို့ကြောက်ကြတယ်ဘာလို့လဲဆိုတော့အလုံးထွက်လိုက်ရင်စောင်းနေတွေကြက်တဲလာမယ်ငွေကြီးဆိုင်ရာအခက်အခဲတွေဖြစ်လာကျွန်တော်ကတော့ဘာမှမတွေ့တော့ဘူးအလုံးထွက်လိုက်ငါ့ငါ့ပသိဆိုပြီးတော့အလုံးထွက်လိုက်အလုံးထွက်ပြီးရင်ဘာလုံးမှာတော့ဆိုတော့အလုံးထွက်ပြီးရင်အလုံးသစ်ရှာမှာပေါ့အခုအလုံးသစ်ရှာဖို့ကျွန်တော်နဲ့တီးတဲ့လူတွေလိုက်ပြီးတော့ဆက်သွယ်ရတော့မယ်နော်အဲ့လိုအခုတို့စက်ရုံမှာလူလိုသေးတာမလိုသေးဘူးလားအေးတကယ်လို့လိုရင်ကျွန်တော်ပြောပါအောင်လောလောဆယ်ကျွန်တော်အလုံးထွက်လိုက်လို့ဘာလို့ထွက်တာလဲဆိုတော့ဘာမှတော့မဟုတ်ပါဘူးကျွန်တော်လုံးချင်စိတ်မရှိတော့လို့ထွက်လိုက်တာဟုတ်ကဲ့အေးတကယ်လို့အလုံးလိုရင်ကျွန်တော်ပြောပါအောင်နော်ပြီးရင်ပွဲစားရှိကိုဖုန်းဆက်အောင်ဟယ်လိုကိုပွဲစားပိုင်ကြက်အော်ကဘလို့ထော့မှာတော့ပိုင်ကြက်အောင်ထုတ်ရင်ဘယ်လောက်ကုန်မှာအော်အဲ့လောက်တောင်လားဟုတ်ကဲ့ကျေးဇူးပါလှုပ်ထွက်လိုက်ရင်အဲ့ဒီပြဿနာတွေရှိတယ်ဘဝဆိုတာပြဿနာတွေနဲ့ဒွန်တွဲနေတာပဲဘဝရှိရင်ပြဿနာတွေကရှိမှာပဲပြဿနာဆိုတာရှောင်ပြေးရမှာမဟုတ်လေဖြေရှင်းရမှာပဲဘယ်လိုပဲဖြစ်ရှေ့ဆက်သွားမှာပဲကျွန်တော်အလုပ်ထွက်လိုက်ရတဲ့အကြောင်းရင်းကဘာလို့လဲဆိုတော့ပွင့်လင်းဆုံးပြောရင်ကျွန်တော်ကအလုပ်လိုက်ရှောက်ရတာအမုန်းဆုံးပဲဘာဖြစ်လို့ဆိုတော့ကျွန်တော်ကအလုပ်ဖန်တီးတဲ့လူပဲဖြစ်ချင်တာအဲ့လိုကြီးကျယ်တွေပြောလို့ငယ်ကကျုပ်ဖေကကျုပ်ကိုပြောဘူးတယ်မင်းကစိတ်ကူးရင်သမားတဲ့ကျုပ်ကလည်းအောက်ကြဘယ်ခံပြန်ပြောတာပေါ့အဖေတို့ကအဲ့လိုတော့စိတ်ကူးမရင်ရဲလို့ဘယ်လိုလုပ်လက်တွေ့ဖြစ်လာမှာလဲလို့ကျုပ်လည်းပြန်ပြောလိုက်တယ်အဲ့ဒါကြောင့်မို့လဲဒီလိုဘဝနဲ့နေရတာလို့ထပ်ပြောလိုက်သေးတယ်အဲ့ဒါကြောင့်ကျုပ်အဖေကကျုပ်ကိုဒုံးနဲ့ကင်လိုက်ရိုက်တော့တာပဲကျုပ်လည်းပဲရအောင်လဲတရားလုံးပတ်ပြေးတာပေါ့ငယ်ကအမှတ်တရလေးပေါ့ကဲအလုပ်ကိစ္စလေးပြန်သွားရအောင်ကျွန်တော်တို့အလုပ်ထွက်မယ်ဆိုရင်အရင်ဆုံးပြင်ဆင်ထားမယ့်အကြောင်းအရာလေးတွေရှိတယ်အဲ့ဒါဘာလို့လဲဆိုတော့ကိုအလုပ်ထွက်မယ်ဆိုရင်ကုလက်ထဲမှာငွေအနေငယ်တော့စုထားဖို့လိုတယ်ဘာလို့လဲဆိုတော့ကျုပ်တို့အလုပ်ထွက်ပြီဆိုတာနဲ့ကြံခောက်တွေလောက်ရမယ်အလုပ်တစ်ကချက်ချင်းရမယ်ဆိုတာမကျင်းသေးဘူးလေဒီကြားထဲမှာစားဖို့တောက်ဖို့တွေရှိတယ်အဲ့ဒါကြောင့်ငွေအနေငယ်စုထားရမယ်ကျွန်တော်တကယ်လို့ငွေမစုထားဘူးဆိုရင်ဒီကြားထဲမှာဘာနဲ့စားမလဲသူများနိုင်ငံမှာသိတဲ့အတိုင်းပဲနည်းနည်းလေးလောက်တာနဲ့ပတ်စံအကုန်ပြီအဲ့ဒါကြောင့်လက်ထဲမှာငွေအနေငယ်စုထားဖို့လိုတယ်နောက်ထပ်အလုပ်တစ်ကြောင်ဘာညာနဲ့ပါချိတ်ဆက်ထားပါဗျာအဲ့ဒါဆိုရင်တော့အလုပ်ပြောင်းတာအဆင်ပြေမှာပေါ့တလက်စားတယ်နောက်ထပ်ကျွန်တော်အလုပ်ထွက်လိုက်ရတဲ့အကြောင်းရင်းတစ်ခုရှိတယ်အဲ့ဒါကဘာလို့လဲဆိုတော့ကျုပ်ဒီလိုဗီဒီယိုလေးတွေရိုက်ချင်လို့ကျုပ်ဒီ channel ထောင်လိုက်ရတဲ့အကြောင်းရလဲအဲ့ဒါကြောင့်ပဲဘာဖြစ်လို့လဲဆိုတော့ကျုပ်တို့အခုမြန်မာနိုင်ငံသားတွေပြည်ပကိုထွက်ပြီးအလုပ်လုပ်နေကြတာအနည်းဆုံးကတော့10 တန်းအထက်မှာရှိတယ်အဲ့ဒါကြောင့်မို့သူတို့ရဲ့ဘဝတွေနိုင်ငံခြားမှာဘယ်လိုရုန်းကန်နေရတဲ့ဆိုတဲ့အကြောင်းလေးတွေကိုကျုပ်အကုန်လုံးကိုမြင်စေခြင်းတယ်အဲ့ဒါကြောင့်ကျုပ်ဒီ channel လေးကိုထောင်လိုက်တာပဲ channel name လေးကတော့ my history တဲ့ကျုပ်အားကြရတဲ့ဘယ်က my note ပေါ့ဗျာကျုပ်ကလည်းအောက်ကြမခံ my history ကဲဒီ channel လေးကို subscribe လည်းလုပ်ပေးထားအောင်ကျုပ်နောက်ထပ်တန်ဖိုးရှိတဲ့ဗီဒီယိုလေးတွေနောက်ထပ်ပြည်ပရောက်မြန်မာတွေရဲ့ရုန်းကန်ရတဲ့ဘဝလေးတွေကိုကျုပ်ဇက်တိုက်တင်ပေးသွားမှာဖြစ်တယ်အဲ့ဒါကြောင့်ဒီ channel လေးကို subscribe လုပ်ထားအခုဗီဒီယိုလေးကတော့ကျုပ် channel ရဲ့ပထမဆုံးမိတ်ဆက်ဗီဒီယိုလည်းဖြစ်တယ်ပြီးတော့တိုက်ဆိုင်ကျုပ်အလုပ်ထွက်လိုက်ရတဲ့ကိစ္စအကြောင်းလေးပေါ်လာလို့အဲ့ဒါကြောင့်မို့နှစ်ခုပေါင်းပြီးတော့ရှင်းပြလိုက်တာပဲဒီဗီဒီယိုလေးနဲ့ကဲအားလုံးကိုချစ်ပါတယ်ဘိုင်းအလုပ်တွေအားလုံးအဆင်ပြေကြပါစေနော်